တငယ်ချင်းရဲ့အချစ်နဲ့အမျှဆက်ရိုက်တဲ့မိသားစုရဲ့ပယ်ဖြတ်ခြင်းမှတ်သားစရာတန်တရားလေးဒီနေ့တည်းကနေမင်းကမြားရဲ့သမီးမဟုတ်ပါဘူးလို့ပြောတဲ့စကားလုံးတွေဟာရေခဲနဲ့ထိခိုက်တဲ့အတူငါ့ကိုအလွန်ပင်ပန်းစရာမလိုအပ်တဲ့အဖြစ်ပြည့်နဲ့ရရှိခဲ့တဲ့ဘာသာရေးဆိုင်ရာတက္ကသိုလ်ဝင်တဲ့လက်မှတ်ကိုငါမိသားစုရဲ့အခန်းထဲမှာဆက်လက်ပိတ်မိသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာငါအမေရဲ့မျက်နှာပြင်ဟာငွေတဲ့အဖြစ်အနီးကပ်လာပြီးငါအဖေကတော့လက်ဖြင့်အားကစားသမားတွေကိုတားဆီးထားတဲ့အဖြူစီးထက်မှကပိုပြီးတရားဝင်အားကစားသမားတွေကိုတားဆီးထားတဲ့အဖြူစီးဖြစ်သွားခဲ့ပါတယ်ပညာသင်တန်းတစ်ခုလုံးကိုလက်ခံရနိုင်ခဲ့တဲ့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 ပညာသင်တန်းခုလုံးကိုလက်ခံရနိုင်ခဲ့တဲ့ပညာသင်တန်းတစ်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 ခုလုံးကိုလက်ခံရနိုင်ခဲ့တဲ့ပညာသင်တန်းခုလုံးကိုလက်ခံရနိုင်ခဲ့တဲ့ပညာသင်တန်းတစ်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 ခုလုံးကိုလက်ခံရနိုင်ခဲ့တဲ့ပညာသင်တန်းခုလုံးကိုလက်ခံရနိုင်ခဲ့တဲ့ပညာသင်တန်းတစ်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 ခုလုံးကိုလက်ခံရနိုင်ခဲ့တဲ့ပညာသင်တန်းခုလုံးကိုလက်ခံရနိုင်ခဲ့တဲ့ပညာသင်တန်းတစ်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 ခုလုံးကိုလက်ခံရနိုင်ခဲ့တဲ့ပညာသင်တန်းခုလုံးကိုလက်ခံရနိုင်ခဲ့တဲ့ပညာသင်တန်းတစ်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 ခုလုံးကိုလက်ခံရနိုင်ခဲ့တဲ့ပညာသင်တန်းခုလုံးကိုလက်ခံရနိုင်ခဲ့တဲ့ပညာသင်တန်းတစ်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 ခုလုံးကိုလက်ခံရနိုင်ခဲ့တဲ့ပညာသင်တန်းခုလုံးကိုလက်ခံရနိုင်ခဲ့တဲ့ပညာသင်တန်းတစ်ခုလုံးကိုလက်ခံရနိုင်ခဲ့တဲ့ပညာသင်တန်းတစ်ခုလုံးကိုလက်ခံရနိုင်ခဲ့တဲ့ပညာသင်တန်းတစ်ခုလုံးကို
လက်ခံရနိုင်ခဲ့တဲ့ပညာသင်တန်းတစ်ခုလုံးကို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 လက်ခံရနိုင်ခဲ့ကျမတို့ရဲ့ကြံမရေးအတွက်လူနေစားပြုပြီးနေ့တစ်ခုတွင်ကျမသည်အလွန်အရေးကြီးသောအချက်လက်တွေနဲ့တွဲဖက်လာခဲ့ပါတယ်။အဲ့ဒီလိုအချက်လက်တွေကိုမျှော်လင့်စရာဖြစ်အသုံးပြုပြီးကျမတို့ရဲ့အဖေ့ရည်ကိုဆက်လက်တိုးတက်လာခဲ့ပါတယ်။အဲ့ဒီလိုအချက်လက်တွေကိုမျှော်လင့်စရာဖြစ်အသုံးပြုပြီးကျမတို့ရဲ့အဖေ့ရည်ကိုဆက်လက်တိုးတက်လာခဲ့ပါတယ်။အဲ့ဒီလိုအချက်လက်တွေကိုမျှော်လင့်စရာဖြစ်အသုံးပြုပြီးကျမတို့ရဲ့အဖေ့ရည်ကိုဆက်လက်တိုးတက်လာခဲ့ပါတယ်။အဲ့ဒီလိုအချက်လက်တွေကိုမျှော်လင့်စရာဖြစ်အသုံးပြုပြီးကျမတို့ရဲ့အဖေ့ရည်ကိုဆက်လက်တိုးတက်လာခဲ့ပါတယ်။အဲ့ဒီလိုအချက်လက်တွေကိုမျှော်လင့်စရာဖြစ်အသုံးပြုပြီးကျမတို့ရဲ့အဖေ့ရည်ကိုဆက်လက်တိုးတက်လာခဲ့ပါတယ်။အဲ့ဒီလိုအချက်လက်တွေကိုမျှော်လင့်စရာဖြစ်အသုံးပြုပြီးကျမတို့ရဲ့အဖေ့ရည်ကိုဆက်လက်တိုးတက်လာခဲ့ပါတယ်။အဲ့ဒီလိုအချက်လက်တွေကိုမျှော်လင့်စရာဖြစ်အသုံးပြုပြီးကျမတို့ရဲ့အဖေ့ရည်ကိုဆက်လက်တိုးတက်လာခဲ့ပါတယ်။အဲ့ဒီလိုအချက်လက်တွေကိုမျှော်လင့်စရာဖြစ်အသုံးပြုပြီးကျမတို့ရဲ့အဖေ့ရည်ကိုဆက်လက်တိုးတက်လာခဲ့ပါတယ်။အဲ့ဒီလိုအချက်လက်တွေကိုမျှော်လင့်စရာဖြစ်အသုံးပြုပြီးကျမတို့ရဲ့အဖေ့ရည်ကိုဆက်လက်တိုးတက်လာခဲ့ပါတယ်။အဲ့ဒီလိုအချက်လက်တွေကိုမျှော်လင့်စရာဖြစ်အသုံးပြုပြီးကျမတို့ရဲ့အဖေ့ရည်ကိုဆက်လက်တိုးတက်လာခဲ့ပါတယ်။အဲ့ဒီလိုအချက်လက်တွေကိုမျှော်လင့်စရာဖြစ်အသုံးပြုပြီးကျမတို့ရဲ့အဖေ့ရည်ကိုဆက်လက်တိုးတက်လာခဲ့ပါတယ်။အဲ့ဒီလိုအချက်လက်တွေကိုမျှော်လင့်စရာဖြစ်အသုံးပြုပြီးကျမတို့ရဲ့အဖေ့ရည်ကိုဆက်လက်တိုးတက်လာခဲ့ပါတယ်။အဲ့ဒီလိုအချက်လက်တွေကိုမျှော်လင့်စရာဖြစ်အသုံးပြုပြီးကျမတို့ရဲ့အဖေ့ရည်ကိုဆက်လက်တိုးတက်လာခဲ့ပါတယ်။အဲ့ဒီလိုအချက်လက်တွေကိုမျှော်လင့်စရာဖြစ်အသုံးပြုပြီးကျမတို့ရဲ့အဖေ့ရည်ကိုဆက်လက်တိုးတက်လာခဲ့ပါတယ်။အဲ့ဒီလိုအချက်လက်တွေကိုမျှော်လင့်စရာဖြစ်အသုံးပြုပြီးကျမတို့ရဲ့အဖေ့ရည်ကိုဆက်လက်တိုးတက်လာခဲ့ပါတယ်။အဲ့ဒီလိုအချက်လက်တွေကိုမျှော်လင့်စရာဖြစ်အသုံးပြုပြီးကျမတို့ရဲ့အဖေ့ရည်ကိုဆက်လက်တိုးတက်လာခဲ့ပါတယ်။အဲ့ဒီလိုအချက်လက်တွေကိုမျှော်လင့်စရာဖြစ်အသုံးပြုပြီးကျမတို့ရဲ့အဖေ့ရည်ကိုဆက်လက်တိုးတက်လာခဲ့ပါတယ်။အဲ့ဒီလိုအချက်လက်တွေကိုမျှော်လင့်စရာဖြစ်အသုံးပြုပြကျမတို့ရဲ့အဖေ့ရည်ကိုဆက်လက်တိုးတက်လာခဲ့ပါတယ်။အဲ့ဒီလိုအချက်လက်တွေကိုမျှော်လင့်စရာဖြစ်အသုံးပြုပြီးကျမတို့ရဲ့အဖေ့ရည်ကိုဆက်လက်တိုးတက်လာခဲ့ပါတယ်။အဲ့ဒီလိုအချက်လက်တွေကိုမျှော်လင့်စရာဖြစ်အသုံးပြုပြီးကျမတို့ရဲ့အဖေ့ရည်ကိုဆက်လက်တိုးတက်လာခဲ့ပါတယ်။အဲ့ဒီလိုအချက်လက်တွေကိုမျှော်လင့်စရာဖြစ်အသုံးပြုပြီးကျမတို့ရဲ့အဖေ့ရည်ကိုဆက်လက်တိုးတက်လာခဲ့ပါတယ်။အဲ့ဒီလိုအချက်လက်တွေကိုမျှော်လင့်စရာဖြစ်အသုံးပြုပြီးကျမတို့ရဲ့အဖေ့ရည်ကိုဆက်လက်တိုးတက်လာခဲ့ပါတယ်။အဲ့ဒီလိုအချက်အလက်တွေကိုမျှော်လင့်စရာဖြစ်အသုံးပြုပြီးကျမတို့ရဲ့အဖေ့ရည်ကိုဆက်လက်တိုးတက်လာခဲ့ပါတယ်။အဲ့ဒီကျမဖခင်ကကျမရဲ့အဖေနဲ့အမေတွေဘာလို့သွားကြမှာလဲဆိုတာတွေးခေါ်ထားတာပါ။ဒါထက်ပို၍ရှိပါသည်။ဒီတစ်ခါမှာအီစတာပတ်တွန်းကတစ်ခုနဲ့တစ်ခုကိုဆက်သွယ်ဖြစ်နိုင်သည်။ကျမရဲ့အဖေနဲ့အမေတွေကကျမဖခင်ရဲ့ကြံရှိတဲ့အကျွေးတွေကိုစီမံခန့်ခွဲဖို့အာဏာပိုင်စာချုပ်ကိုအသုံးပြုခဲ့ကြပါတယ်။ဒါပေမဲ့ဤသဘောတူညီချက်ကိုအသုံးပြုပြီးသူတို့ရဲ့ကျမစီတို့မတည်ရှိသောဆက်ဆံရေးအပေါ်သူတို့ရဲ့လက်ဆောင်မှုတွေကြောင့်တချို့သောဥပဒေအရေးသွေးတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။သူ့ရဲ့အသေးတွေကိုအဓိကအားဖြင့်သူ့ရဲ့အိမ်နီးချင်းတွေကိုထိန်းချုပ်ဖို့ကျမဖခင်ကကာကွယ်ရေးတွေကိုတိစောက်ထားတာကိုသူကရှင်းပြတဲ့အခါကျမရဲ့အဖေနဲ့အမေတွေကကျမကိုမဆက်ဆံတာမဟုတ်ပဲသူတို့ရဲ့ဘဝအခြေအနေကိုချိန်ချောက်နိုင်သည့်အထိဥပဒေအရေးသွေးတွေကိုမတိမီဝေယူခဲ့ကြောင်းကျမသိလိုက်ပါတယ်။ကျမဖခင်ရဲ့အကျွေးတွေထဲမှာကျမကိုမယူဆောင်တာတွေကိုပယ်ဖျက်သူတွေကိုအပြစ်ပေးအောင်ကာကွယ်ရေးတွေကိုတိစောက်ထားတာကိုသူကရှင်းပြတဲ့အခါကျမရဲ့အဖေနဲ့အမေတွေကကျမကိုမဆက်ဆံတာမဟုတ်ပဲသူတို့ရဲ့ဘဝအခြေအနေကိုချိန်ချောက်နိုင်သည့်အထိဥပဒေအရေးသွေးတွေကိုမတိမီဝေယူခဲ့ကြောင်းကျမသိလိုက်ပါတယ်
အဲ့ဒီရက်နေ့ကျမန်သည်အဲ့ဒီရုံးမှထွက်ခွာသွားသည်မှာကျမစိတ်ထဲမှာအချိန်နှင့်တွဲဖြစ်နိုင်သည့်အထိအချိန်နှင့်တွဲဖြစ်နိုင်သည်3 ရက်ကြာပြီးနောက်ကျမန်သည်ပယ်ချခံရသောသမီးဖြစ်ပြီးအခွန်ငွေကိုစုစုပေါင်းပြီးမြမအစားအစာကိုစားသုံးခဲ့ရပါတယ်ယခုမူကားကျမန်သည်ငွေကြေးရှိရာနှင့်ပိုမိုဒီအချက်လက်ကိုမမျှထွေးပဲဖတ်ရှုကြည့်ပါဒီမှာဆိုတင်လိုအပ်တဲ့အချက်လက်တွေကိုတိကျတဲ့အချိန်မှာရယူလို့ရမှာဖြစ်ပါတယ်ဒီအချက်လက်တွေကတင်အတွက်အရန်ကိုအသုံးဝင်မှာဖြစ်ပြီးတင်ရဲ့လုပ်ငန်းစဉ်တွေကိုပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်ဒီအချက်လက်တွေကိုမမျှထွေးပဲဖတ်ရှုကြည့်ပါဒီထဲမှာတင်လိုအပ်တဲ့အဖြေတွေရှိမှာသိချပါတယ်